နေရာမြကနာမှာရှိတဲ့မဟာနန္တော်ကြီးရဲ့မြင်ကွင်းများဖြစ်ပါလေသုံးသက်ဆောင်ကြီးပေါ့နော်1900ခုနှစ်ကစတင်ထောင်ထားတဲ့မဟာနန္တော်ကြီးဖြစ်ပါလေဒီနန်းတော်ကိုအုပ်ချုပ်တဲ့ကျောင်းတိုင်ဂိရိယာမဟာဗောဓိ9ဦးကော်မတီမှာအများရန်ဖွဲ့ဝင်ဖြစ်ပါလေဘုရားကမဟာဗောဓိစေတီတော်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်မဲ့လူမရှိတဲ့မွတ်စလင်များခေတ်မှာဒီနောက်ကိုရောက်လာတဲ့မဟာတပါးကတောများကိုခုတ်ထွင်ရှင်းလင်းပြီးကျောင်းဆောက်ပြီးနေတဲ့အတွက်မွတ်စလင်ပြည်တွေကသူ့ကိုပိုင်စားပေးခဲ့တာဖြစ်တဲ့အတွက်ခေတ်အဆက်ဆက်မဟာဗောဓိစေတီတော်ကပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေကိုသူပဲချက်လက်ခဲ့တဲ့ဗန္ဒာထိန်မဟာတကိဇော်ကြီးခေါ်တဲ့မဟာနန္တော်ကြီးရဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်ဘုန်းကြီးကျောင်းရဲ့ပြင်ပမြင်ကွင်းဖြစ်ပါတယ်ကျောင်းလိုက်ဆရာတော့သတိဝိနည်းဂရိနဲ့တော့တွေ့ရဖို့မလွယ်ပါဘူးဒီကျောင်းထဲဝင်ဖို့အရင်တော့ဒီကျောင်းထဲလိုတကူဝင်လို့ရပြီမဲ့အခုကတော့ပြင်မှာ entry လုပ်ပြီးတော့လက်မှတ်ထိုးပြီးမှဝင်ခိုင်းပါတယ်ဝင်ဖို့လည်းခက်သွားပါပြီနန်းတော်ကြီးဝင်တဲ့ဂိတ်ဝဖြစ်ပါတယ်မဟာနန္တော်ရဲ့အတွင်းပိုင်းမြင်ကွင်းများဖြစ်ပါတယ်မဟာနန္တော်တွေကမဟာကျောင်းတွေကရှေးအောင်ရုပ်ပွားတော်များကိုဖူးမြော်နိုင်ဖို့ရက်ကူပေးလိုက်ပါတယ်။တန်ကြံတွင်မှာအိမ်မနေရင်နဲ့အေးစေးဖူးမြော်နိုင်ဖို့ဘုသူဒ္ဓဖြစ်စေဖို့မဟာနန္တော်ထဲမှာရှိတဲ့ရှေးအောင်ရုပ်ပွားတော်များကိုရက်ကူပေးလိုက်ပါတယ်။ဒီနန္တော်ထဲမှာထင်းသိမ်းထားတဲ့ဘုရားရုပ်ရှေးအောင်ဘုရားရုပ်ပွားတော်17ဆူရှိပါတယ်။ထိုင်တော်မူက3ဆူရတ်တော်မူက8ဆူရှိပါတယ်။ခြံနန်းရုပ်က3-4ခုလောက်ရှိပါတယ်။ဘုရားရုပ်ပေါ်တော့တည်တည်လေးတွေရှိတာပေါ့နော်။နန်းရုပ်က3ခုရှိတယ်။ကိုယ်ကြောက်စင်တူတွေပါ။ဒါကတော့ကိုယ်ရနာမည်ရဲ့ရုပ်တုဖြစ်ပါတယ်။ဘုရားခြေတော်ကတခုရှိပါတယ်။ဒီတက်ကြီးတဲ့ရုပ်ဘောတော်တွေကိုဒီထက်ကောင်းတဲ့ရုပ်ဘောတော်တွေကိုတော့အင်္ဂလိပ်လက်ထက်ထဲကနေပြီးတော့သိမ်းဆဲပြီးတော့ကလာကလန်မြို့သားပြတိုက်ထဲမှာထိန်းသိမ်းထားပါတယ်။ဒီရုပ်ဘောတော်တွေကိုတော့အောင်စဲကြဖွဲ့ကတော့ဂီယူတစ်စိုက်ပို့ပေးလေးရှိပြီမဲ့အချို့ဖွဲ့တွေကတော့မရောက်ကြဘူးเนาะထိုင်းတွေအများဆုံးလာပြီးတော့ပူဇော်လေးရှိပါတယ်ဒါရွှေတွေကတော့ထိုင်းတွေချထားတဲ့ရွှေတွေပါထိုင်းနဲ့ဗမာကတော့ဖျားတွေ့လို့ရှိရင်တဲတော်ဟောင်းတော်ရှေးဟောင်းတော်အသေးဖျားတော်မကြည့်ပဲနဲ့အလွယ်တကူရွှေချတဲ့လက်ထားရှိပါတယ်ရှေးအောင်ရုပ်ပေါ်တော်တွေကိုရွှေချတာမသိတော့ပါဘူးဘုရားကမဟာဗောဓိစေတီတော်ထဲမှာဆိုရင်တော့ဒါရွှေမချဖို့သတိပေးစာတမ်းလေးတွေရေးသားထားတွေ့ရပါတယ်ဒါကတော့ဘုရားလောင်းရုပ်ပေါ်ဖြစ်ပါတယ်တော့ဒီရုပ်ပွားကတော့ဟိန္ဒူနဲ့ဖြစ်ဖို့များပါလေ။ဒါလည်းပဲဘုရားလုံးရုပ်ပွားဖြစ်နေပါလေ။ဒါလည်းဟိန္ဒူနဲ့ဖြစ်ဖို့များပါလေ